မေနဲ့ပတ်သက်တဲ့စာပေဗဟုသုတလေးတစ်ပုဒ်လောက်ဖတ်ပြရစီဗျအမေရှိသူတိုင်းနားနဲ့မနာဆင်ပဲနှလုံးသားနဲ့အဆုံးထိနားဆင်ပေးကြပါဗျမင်းရဲ့အမေကိုဆက်ဆံတဲ့အတိုင်းဘဝကမင်းကိုဆက်ဆံမှာပါအမေဆိုတာမေတ္တာရဲ့နှလုံးသားပါသူကိုယ်တိုင်ကိုကဘဝပါပဲအမေလောက်မင်းကိုအခြားသူတစ်ယောက်ကချစ်မှာမဟုတ်ပါဘူးဒါကြောင့်အမေကိုအလင်းစလို့ဝေဖန်တာမျိုးမလုပ်ပါနဲ့မင်းတကယ်ပဲအမေနဲ့ထိုင်ပြီးသူပြောချင်တဲ့အကြောင်းအရာတွေကိုနားထောင်ဘူးလားသူ့ရဲ့ဖြစ်စဉ်တွေမင်းမမွေးခင်ကအမတ်တရတွေသူ့ရဲ့ဘဝအကြောင်းကိုအာယုံစိုက်ပြီးနားထောင်ဘူးလားသူဖြတ်တန်းခဲ့ရတဲ့အရာတွေအလုံးမင်းကိုပြောပြခဲ့မှာမဟုတ်ပါဘူးတိတ်ဆိတ်စွာရုန်းကန်ခဲ့ရတဲ့အချိန်တွေသူတည်ထားခဲ့ရတဲ့နာကျင်မှုတွေအနာတရားတွေအဟောင်းတွေပြန်လာတိုင်းထက်နာကျင်နေစေဖြစ်တဲ့အမာရွက်တွေသူကအဲ့ဒါတွေအလုံးကိုစိတ်ထဲမှာပဲထားခဲ့တယ်ဖုံးကွယ်ဖို့မဟုတ်ဘူးမင်းကိုကာကွယ်ဖို့ပေါ့သူ့ရဲ့နာကျင်မှုတွေကိုမင်းအတွက်ဝင်ထုံးမဖြစ်စေချင်လို့ပေါ့တိတ်ဆိတ်မှုဟာသူ့ရဲ့ရင်ဆိုင်နည်းတစ်ခုဖြစ်လာတယ်တိတ်ဆိတ်တဲ့အကာအကွယ်တစ်ခုလိုပါပဲဒါကြောင့်သူ့ကိုကျဉ်းနာစွာဆက်ဆံပါအမေကိုတမိုးထားပါသူဟာမင်းရဲ့အမေတင်မကဘူးအစားထိုးလို့မရတဲ့ဆုလက်တစ်ခုပါမင်းကအမေကိုဘလို့ဆက်ဆံလဲအဲ့ဒီဆက်ဆံမှုဟာတနေ့မှမင်းစီပြန်လာလိမ့်မယ်အမေကိုမေတ္တာနဲ့ဆက်ဆံရင်ကဘာကလည်းမင်းကိုအဲ့ဒီမေတ္တာပြန်ပေးလိမ့်မယ်အခုချိန်မှာသူ့ကိုတမိုးမထားရင်နောက်ပိုင်းမှာနောင်နာကမင်းစီကိုအလဲလာပါလိမ့်မယ်အိတ်မပျော်တဲ့ညတွေရောက်လာတဲ့အခါမင်းကိုနှစ်သိမ့်ပေးမဲ့အတန်ကအမေရဲ့အတန်မဟုတ်တော့ပဲမင်းမပြောခဲ့တဲ့စကားတွေမပေးခဲ့တဲ့အချိန်တွေနောက်ကျသွားပြီဆိုတဲ့နာကျင်မှုတွေရဲ့အလေးချိန်သာဖြစ်နေပါလိမ့်မယ်အမေဆိုတာတသက်မှာတစ်ခါသာရမ်းချစ်ခဲ့ဘူးရင်တင့်ကိုပဲအမေချစ်ခဲ့မှာပါဘဝမှာတစ်ချိန်ပဲတန်ဖိုးထားခဲ့ဘူးရင်တင့်ကိုပဲအမေတန်ဖိုးထားမှာပါဘယ်သူမှနားလည်းမပေးနိုင်တဲ့အချစ်မျိုးတင့်ရဲ့အမေမှာရှိနေတယ်အရန်ကြီးပဲချစ်ပြနေဖို့ဆိုရင်ခွတ်လွတ်နားလဲပြီးဂယုဆိုင်နေပေးတတ်တဲ့တင်းရဲ့အမေရင်ခွင်စီကိုသာပြေပါတစုံတယောက်ရဲ့စွန့်ပစ်ခြင်းကိုခံရတဲ့အခါအထီးကျန်ခြင်းတွေနဲ့အဖို့ပြုပြီးမနေပါနဲ့ငငယ်ကတင်းနားမှာအရေးလိုမျိုးစောင့်ကြည့်ပေးနေတတ်တဲ့တင်းရဲ့အမေရင်ခွင်စီကိုသာကပ်ပါကိုကြရှုံးခြင်းအနာတယောက်မှမရှိတော့ရင်တောင်ဝမ်းနေခြင်းဖြင့်မျက်ရည်မကျပါနဲ့ငငယ်ကတင်းလဲကြတိုင်းထားသားရဲ့ထထသမီးရဲ့ဆိုပြီးအမြဲအားပေးဆွဲထူခဲ့တဲ့တင်းရဲ့အမေရင်ခွင်စီကိုသာပြေးပါစင်းရဲမွဲတွေချိန်အဖက်မလုပ်တဲ့ပတ်ဝန်းကျင်တချို့ကြောင့်စိတ်ဓာတ်တွေမကြလိုက်ပါနဲ့တင်းငယ်ငယ်ကဘာမှမရှိချိန်မှာတော့သူ့အတွက်အမြဲလိုအပ်နေခဲ့ပြီးတဲ့တင်းရဲ့အမေစီကိုသာပြေးပါကြရှုံးလို့ပဲဖြစ်ဖြစ်အထီးကျန်လို့ပဲဖြစ်ဖြစ်ဝမ်းနေခဲ့မိလို့ပဲဖြစ်ဖြစ်အသေးကွဲလို့ပဲဖြစ်ဖြစ်လောကကြီးတဲ့အမေမွေးပေးခဲ့တာအရှုံးပေးဖို့မှမဟုတ်ပဲအမေရှိနေသေးတယ်ဆိုတဲ့စိတ်လေးနဲ့ပဲတင်ဟာလောကကြီးထဲမှာဘာမှမရှိခဲ့ရင်တော့ဘယ်သူမှရှိမနေပေးခဲ့ဘူးရင်တော့ပြီးပြည့်စုံနေပါပြီကျွန်တော်အမေကိုချစ်တယ်အမေကျမ်းမာပျော်ရွှင်ပါစေလောကကြီးထဲရှိအမေများအားလုံးကျမ်းမာချမ်းသာကြပါစေအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးပါဗျတန်မိုးရှိတဲ့စာပေများကိုစင်ဆက်မပြတ်တင်ဆက်ပေးနေတာမို့အကောက်လေးကိုဖောလို့လှုပ်ထားပေးပါနော်မူရင်းရေးသားသူအားလေးစားစွာကာဝရပြုရင်းခရစ်ထပ်ပေးပါတယ်ဟုတ်ကဲ့ကျွန်တော်ကံကောင်းပါကံကောင်းစာပေမှမေတ္တာဖြင်းမြဝေပါသည်